ချင်းပြည်နယ်ပလန်းမြို့သိမ်းတိုက်ပွဲကာလအတွင်းပလန်းပြည်သူတွေရဲ့လူနေအိမ်တွေဖျက်ဆီးခံရတာပျက်စီးပျောက်ဆုံးခဲ့ရတွေပေါ်ချင်းမျိုးသားဖွဲ့ချုပ် CNO ကမေလ14ရက်မှာချင်းဘာသာနဲ့ထုတ်ပြန်ထားပါတယ်။ CNA ပြန်ကြားရေးအရာရှိတယောက်ကတော့ပလန်းမြို့သိမ်းပွဲဖော်ဆောင်တိုက်ခတ်ခဲ့တဲ့9လတာကာလမှာတိုက်ပွဲတွေကြောင့်မလို့ပလန်းမြို့တွေကလူနေအိမ်တွေဖျားချောင်းတွေပျက်စီးခဲ့တာကိုမြင်တွေ့ရတာစိတ်မကောင်းဖြစ်ပြီးဝမ်းနည်းမိပါတယ်။မြို့ရဲပြည်သူတွေရဲ့အိမ်တွင်းပစ္စည်းတွေကိုမကာကွယ်ပေးနိုင်ခဲ့တဲ့အပေါ်မှာလည်းတောင်းပန်ပါတယ်လို့ပြောထားပါတယ်။မြို့သိမ်းတိုက်ပွဲအွန်လိုင်းဖို့နဲ့မြို့ကိုကာကွယ်ဆောက်ရှောက်ဖို့ကြိုးစားနေရင်ပြည်သူပိုင်အိမ်တွေပစ္စည်းတွေစစ်သားတွေရဲ့ဖျက်ဆီးခံရတာတွေအိမ်တွင်းပစ္စည်းပျောက်ခဲ့ရတာတွေရှိခဲ့တဲ့အပေါ်မှာအခုလိုထုတ်ပြန်တယ်လို့သိရပါတယ်။ချင်းပူပေါင်းတပ်ဖွဲ့ဟာပလန်းမြို့ပေါ်နေမြေရှင်းလင်းရေးတွေဆက်လက်လှုပ်ဆောင်နေပြီးတွေ့ရှိရတဲ့ပစ္စည်းချို့ကိုထိန်းသိမ်းထားကပိုင်ရှင်အစစ်မှန်တွေရဲ့လက်ထဲကိုပြန်လည်ပေးအပ်နိုင်ဖို့စီစဉ်နေတဲ့အတွက်ပြည်သူတွေအနေနဲ့လည်းစိတ်ရှည်ရှည်ထားပြီးတော်လိုင်းရေးရဲဘော်တွေရဲ့မှားယွင်းချက်တွေနဲ့လိုအပ်ချက်တွေအပေါ်မှာနားလည်ကြဖို့မေတ္တာရက်ခံကြဖို့သူကဆက်လက်ပြောပါတယ်။ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဟာဖလန်းမြို့သိမ်းတိုက်ပွဲကို2024ခုနှစ်နိုဝင်ဘာ9ရက်နေ့ကစတင်ဖော်ဆောင်ခဲ့ကြတာဖြစ်ပြီး2025ခုနှစ်ဧပြီ9ရက်မှာတော့ပလန်းမြို့ကိုအလုံးစုံသိမ်းပိုက်ရရှိခဲ့ပါတယ်။ပလန်းမြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားတိုက်ဆုံခဲ့ကြပြီးလက်နက်ခဲယမ်းအများပြားလည်းတိုက်စီရရှိကချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေလည်းကြားဆုံးတိုင်ရာရရှိသူတွေရှိရလို့ပြောလာပါတယ်